ဝင်းရင်ကျဲမှာနော်တစ်ဆိုင်လုံးကြိုက်တာယူ25% off ထားပါတယ်ဒီမှာကြည့်ဒီလိုမျိုးရင်းချက်ပါးတွေဆိုတစ်ထည်ကို8000နဲ့ဈေးချထားပြီးသားကိုမှ25%ဆိုရင်6000ပဲကြမယ်6000ပဲကြမယ်ဒီမှာဂျင်းဂျာကင်နေလဲအများကြီးပဲချိန်ထားပေးမယ်တစ်ဆိုင်လုံးကြိုက်တာယူ25%နော်ကဲဆိုင်ကအထဲမှာလိုက်ပြပေးမယ်ဒီမှာဂျင်းစကတ်အရှည်တွေလည်းရှိမယ်ပြီးတော့ဒီလိုမျိုးခြိသားစကတ်အရှည်တွေအစုံအကုန်လုံးမှာ25%ပါကဲအတစ်ထည်လေးတွေကိုတော့5% နဲ့ထပေးထားပါတယ်5%ဆိုသူက5% ပြန် off သွားမယ်ပေါ့နော်ဒီမှာကလေးထည်တွေရောအစုံပြီးတော့ဒီမှာ stipend တွေလည်းအများကြီးပဲအစင်အပြည့်ပစ္စည်းချိန်ထားပေးပါတယ်30ရက်နေ့ကနေစမယ်4ရက်တိုင်ချပေးမှာပါဒီမှာ crop top တွေရောနော်ဒီမှာ crop top လေးဆိုအစုံပြီးတော့ jeans skirt အတိုးဘောင်းမီအတိုးjeans skirt အတိုးဂျင်းမောင်းမီအတိုးမှာဒီဟာလေးဆိုနေကာလေးတွေစင်မောင်းမီလေးတွေဒီကောင်တွေအကုန်လုံးအတစ်ထည်တွေဆို5%မှာပြီးတော့ဒီဘက်မှာရှိသေးတယ်ဒီဘက်ကဟာလေးတွေဆိုရင်အသားဆောင်ပေါင်းမီလေးလုံးဝမချရသေးတဲ့ဈေးကိုမှရောင်းမရောင်းရသေးတဲ့ဟာလေးနော်ဒါဆိုလုံးဝကောင်ထည်လေးတွေကိုမှချိန်ထားပေးတယ်ဒီကောင်လေးတွေဆိုတစ်ထည်ကို9000ကို25% ပြန်ရှော့လိုက်တယ်ဆို9000စွန်းလေးပဲကြမယ်ဒီမှာစင်အပြည့်ပြန်ချိန်ထားပေးမယ်ဒီဟာအတစ်ထည်လေးတွေလည်းအကုန်လုံး5%ပါပြီးတော့အထဲမှာလိုက်ကြည့်ပေးအောင်ကဲချီဖန်စီလေးဆိုမကြည့်အစင်အပြည့်မနေ့တနေ့ကမှ2ရက်ပဲရှိသေးရရောင်းထားတာခေါင်းထဲတွေလုံးဝကြံသေးရဒါတော့မှ25% ပြန် short ပေးပါတယ်တကြံအတွက်အထူး promotion ပေါ့နော်အခုတကြံအကြိုလုပ်ပေးတာပေါ့နော်ပြီးတော့ဒီမှာခြိသား sketch တွေဆိုလဲအစုံပါမယ်ခြိသား sketch တွေဆိုလုံးဝအရှည်ကြီးတွေကြိုက်တဲ့မမတွေအမြင်ဆုံးလာပါပြီးတော့ crop top တွေအပြင်မှာနေမလောက်လို့အထဲမှာတွေမှာပြန်ချိတ်ထားပြီးရနော်25% ဆိုရင်တစ်ထည်ပဲယူနှစ်ထည်ပဲယူ25% short ပေးမှာပါဒီမှာဒီကောင်လေးတွေဆိုအတစ်ထည်တွေဆိုရင်5% ဆိုရင်တော့မတော်လေးတက်တာနေပြီအတစ်ထည်တွေကတော့ဒီဥစားတွေကဈေးအရန်မြောက်တာဖြစ်တဲ့ကြောင့်5% ပဲ short ပေးနိုင်တယ်ပြီးတော့ဒီမှာပြီးတော့အလုံးရောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့တစ်ဆိုင်လုံးကိုပစ္စည်းအပြည့်အများတန်းထည့်ပေးနေမယ်4ရက်တိုင်တိုင်း30 31 1 2 4ရက်ကြာတလင်းလာအင်္ဂါဗုဒ္ဓဟူကြာတာပြီ4ရက်ပါဝင်းရင်ကျဲမှာနော်ကဲစိတ်ကြိုက်လာရွေးပါမမတွေအမြန်ဆုံးလာဖို့တော့လိုတယ်ခေါင်းထည်လိုချင်အမြန်ဆုံးလာပါဒါပေမဲ့4ရက်ကိုတော့ပစ္စည်းအပြည့်ထည့်ပေးထားပါမယ်ကဲဆိုင်မှာစိတ်ကြိုက်လာရွေးမှဝယ်ယူနိုင်ပါပြီအားလုံးပဲတတ်တာပါ